မင်္ဂလာပါညီမလေး ဟုတ်ကဲ့မင်္ဂလာပါ ဟုတ်နာမည်လေးမိတ်ဆက်ပေးပါအောင်ရှင် ညီမနာမည်ကတော့ထူးစုကြည်ဖြစ်ပါတယ် ဟုတ်ကဲ့ညီမလေးဒီနေ့ဘာ exam လေးလာဖြေရလဲရှင် ဒီနေ့က GFT exam လာဖြေရပါ ဟုတ်ကဲ့ပါဟုတ် KMD exam center ကိုဘာကြောင့်ရွေးချယ်ပြီးတော့ဖြေခဲ့ရလဲညီမလေးဟုတ် ဟုတ်ကဲ့ KMT exam center ကညီမလေးဒီမှာလာဖြေဘူးလေအဆင်ပြေရဲလို့ဝန်ထမ်းတွေကလည်းတကယ်သဘောကောင်းတယ်လက်ပြပေးရပဲဖြစ်ဖြစ်အားလုံးစိတ်ရှိပြီးတော့ညွှန်ပြပေးရရှိပြီးတော့နေရာဆောက်လေးရလည်းစိတ်ထဲမှာစိတ်ကြည်လင်တယ်လို့ခံစားရတယ် ဟုတ်ကဲ့ပါညီမလေးဟုတ်ကဲ့ဟုတ်ဖြေရရောအဆင်ပြေခဲ့လားရှင် ဟုတ်ကဲ့ဖြေရလည်းရမ်းစီနေပါတယ် ဟုတ်ကဲ့ပါညီမလေးဟုတ်ကျေးဇူးပါနော်ဟုတ်မင်္ဂလာပါညီမလေး ဟုတ်ကဲ့မင်္ဂလာပါ ဟုတ်နာမည်လေးမိတ်ဆက်ပေးပါအောင်ရှင် မင်းမွန်ရှင် ဟုတ်ကဲ့ပါဒီနေ့ညီမလေးကဘာ exam လေးလာဖြေရလဲ ခိုင်ကောဂျပန်exam လေးလာဖြေရ ဟုတ်ကဲ့ပါရှင် KMD exam center ကိုညီမလေးကဘာကြောင့်ရွေးချယ်ပြီးတော့ဖြေခဲ့ရလဲ တငယ်ချင်းတွေညွန်ပေးလို့ကောင်းတယ်ဆိုပြီးတော့ညွန်ပေးလို့လာ ဟုတ်ကဲ့ပါဟုတ်ညီမလေးအနေနဲ့ KMD exam center မှာလာဖြေရတဲ့ခံစားချက်လေးတချို့ပြောပြပေးပါအောင်ရှင် ဟုတ်ဒီရဲ့အမားတွေကလည်းနွေနွေထွေးထွေးဆက်ဆံပေးတယ်ပြီးရင်နွေနွေထွေးထွေးကြိုဆိုတယ်ပြီးရင်စာမေးပွဲမဖြေခင်မှာလေ့ကျင့်ပေးရလေးရှိတဲ့အတွက်ကြောင့်မို့မတွေ့တော့ဆင်ပြေတယ်ဟုတ် ဒါညီမလေးကျေးဇူးပါရှင်ဟုတ် ဟုတ်ကဲ့ပါကျေးဇူးပါရှင် မင်္ဂလာပါညီမလေး မင်္ဂလာပါ နာမည်လေးမိတ်ဆက်ပေးပါအောင်ရှင် မနာမည်မေဂျာစင်ပါရှင် ဟုတ်ဒီနေ့ဘာ exam လေးလာဖြေရလဲရှင် ဒီနေ့ခိုင်ကောအတွက်လာဖြစ်ရပါရှင် ဟုတ်ကဲ့ရှင်ဖြေရရောအဆင်ပြေခဲ့လားညီမလေးဟုတ်ကဲ့ဟုတ်ဒီနေ့ဟွာပေါ့နော် KMD ကိုရွေးပြီးတော့ဖြေပေးရတဲ့အကြောင်းရင်းလေးပြောပြပေးပါအောင်ညီမလေး အမကဒီမှာဖြင်းနေတဲ့အတွက်ပေါ့နော်ဒီမှာပဲဖောင်တင်ပြီးတော့ဒီမှာပဲဖြည့်ခိုင်းတာပါရှင် အော်ဟုတ်ကဲ့ပါညီမလေးဖြေရအဆင်ပြေခဲ့မလားရှင် ဖြေရရှင် ဟုတ်ကဲ့ပါညီမလေးကျေးဇူးပါနော်ဟုတ် ပြန်လာကျေးဇူးပါ